Hello အားလုံးပဲမင်္ဂလာပါရှင်တက်ပါရှင်မမေကဒီနေ့ပေါ့နော်ဒီမုတ်ဖက်တုပ်လေးကိုဘယ်လိုတုပ်ရမလဲဆိုတာကိုမျှဝေပေးသွားမှာဖြစ်ပါတယ်နော်အမေဆိုဒါစီတဲ့ချက်မယ်ပေါ့နော်စစ်တုံဖြူလေးကြိုက်တာသုံးလိုက်နော်မမေကစစ်တုံလေးစီချက်လေးချက်လိုက်ပါတယ်စီချက်ကိုအယောင်လေးလောက်အောင်စနစ်မုံလေးထည့်မယ်နောက်ပြီးတော့ရောင်တမုံလေးနည်းနည်းထည့်မယ်နော်စီချက်လေးရသွားလို့ဆိုလို့ရှိရင်သူ့ပကံလေးတစ်ခုရဲ့မှာထည့်ထားပေးလိုက်ပါမယ်နောက်ပြီးတော့ဒါစက်တာဟင်းချက်မှာပေါ့နော်စက်တာဟင်းချက်ဖို့အတွက်ထောင်းထားတဲ့စက်တုံဖြူလေးကိုစစ်ချက်ပေးပါမယ်အရောင်လေးလောက်အောင်စနစ်မုံနဲ့အရောင်တမုံလေးထည့်ပါမယ်နောက်ပြီးတော့အနှစ်ရအောင်ပေါ့နော်ခင်းသီးလေးထည့်ပြီးတော့မှလုံးပေးပါမယ်ဒီနေ့ကြသွားပြီဆိုလို့ရှိရင်တူတူလေးထည့်ထားတဲ့စက်တာလေးတောက်တောက်ခံတဲ့စက်တာလေးကိုတော့ထည့်ပြီးတော့မှလုံးပေးပါမယ်ရတာတော့အစားနဲ့ရတာမှလည်းထည့်ပေးပါမယ်နော်နောက်ပြီးမမေကဒီစက်သားလေးစက်တော့ရေလေးနဲ့ငယ်ထည့်ပြီးတော့မှခဏလောက်ထားပေးလိုက်ပါတယ်နောက်ဆုံးမှစက်သားဟင်းလေးရသွားပြီပေါ့နော်ဒါစတော့ပါတော့မယ်နော်မုတ်ဖက်ထဲကိုလိုချင်တဲ့အရာတာပေါ့နော်စားအချုံမုတ်ပဲမုတ်ပေါ့နော်ပဲမုတ်ထည့်ပါတယ်နောက်ပြီးရင်ခုနချက်ထားတဲ့စီချက်လေးထည့်ပါမယ်ပြီးတော့စက်သားဟင်းအနှစ်လေးထည့်ပါမယ်ငမြားရည်လေးနဲ့ငယ်ထည့်လိုက်ပါတယ်ပြီးတော့စပြီးတော့နေပါမယ်ပေါ့နော်အဆက်ကြရင်မျိုးတီးမုံလေးထည့်လို့ရတယ်နော်အရသာကိုလိုသလိုစိတ်ကြိုက်ထည့်လို့ရပါတယ်မမေကတမညာတီလေးနဲ့ငယ်ထပ်ပြီးတော့ထည့်ပေးလိုက်ပါတယ်အနက်လေးမွေးအောင်ပေါ့နော်ကဲနေပြီးသွားလို့ရှိရင်တော့မုတ်ဖက်တုပ်လေးရသွားပါပြီနောက်ဆုံးဒါ plating လေးပေါ့နော်မမေရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့တယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်